မင်းအိတ်ကက်ထဲမှာအဲ့ဒီ9000ကပူလောင်နေတယ်ဆိုရင်လည်းငါမင်းကိုမျိုးထဲခေါ်သွားပြီးခြေထောက်နှိပ်ပေးပါမယ်ဒီလိုညစ်ပတ်တဲ့နေရာမှာအညစ်အကြေးတွေလိုက်ကောက်ပြီးဘာလို့အချိန်ဖြုံးနေတာလဲလို့သူကပြောတယ်ကျွန်တော်ကတော့သူ့ကိုဂယုမဆိုင်ပဲလစ်လူရှူလိုက်ပြီးရင်ကောင်းလောက်ထိနဲ့တဲ့ရေပုတ်တွေထဲမှာပဲဆက်ဆောင်နေခဲ့တယ်အဲ့ဒီရေထဲမှာခါလောက်ထိနစ်ဝင်နေရင်ပုတ်တိုးနေတဲ့တစ်ကိုင်းချောက်တွေကိုဆွဲထုတ်နေခဲ့တာအနက်အသက်ကတော့တကယ်ကိုဆိုးရလာပါတယ်ဒါပေမဲ့ကျွန်တော်မျက်တောင်တစ်ချက်တောင်မခတ်ခဲ့ဘူးဘာလို့လဲဆိုတော့ကျွန်တော်ဘာလုပ်နေလဲဆိုတာကျွန်တော်ကိုယ်တိုင်တိတိကျကျသိနေလို့ပါဆက်စုတက်တဲ့လူတွေအားလုံးထွက်သွားကြတဲ့အဲ့ဒီညမှာပဲအစောပိုင်းကမြို့ကနေတဲလာခဲ့တဲ့အနက်ရောင်ပလတ်စတစ်ပုံးတွေကိုကျွန်တော်ဖွင့်လိုက်တယ်အထဲမှာတော့ကျွန်တော်ကိုယ်တိုင်အချိန်ကြာကြီးလှုပ်ဝက်ထုတ်လုပ်ထားတဲ့ပရိုဘိုင်အိုတဖြော်ရည်တွေရှိနေတာပါဒီပိုးမွားရောနှောဟာအခုလိုမျိုးအောက်ဆီဂျင်ပြတ်လက်ပြီးပုတ်တိုးတည်ဆုံးနေတဲ့ရေထုအတွက်တီးတန့်ထုတ်လုပ်ထားတာဖြစ်ပါတယ်ကျွန်တော်အဲ့ဒီဖြော်ရည်ကိုဂရန်ချိုးစားတိကျနဲ့ရောဆက်ပြီးကန်ရဲ့ထောင်တိုင်းကိုနှက်ဆက်အောင်ပတ်ဖြန်းလိုက်တယ်ဒီလိုအလုပ်မျိုးမှာအမှားယွင်းလုံးဝရှိလို့မဖြစ်ဘူးတစ်ပတ်လုံးနေဘက်မှာအိပ်ပြီးညဘက်မှာအလုပ်လုပ်ခဲ့ရတယ်နေ့ဘက်မှာတော့ကံပေါင်တွေလိုက်ပြင်နေတဲ့အမိုက်ကောက်သမားတယောက်လိုမြင်ရပေမဲ့ညဘက်မှာတော့ကျွန်တော်ဟာဒီရေထုကိုပြူစားနေတဲ့မျက်လက်စရာတယောက်ပါဒုတိယဘက်ရဲ့မနက်ခင်းမှာတော့အံ့ဖွယ်မှုကစတင်ပေါ်ပေါက်လာခဲ့တယ်မျက်နှာပြီးထူထဲနေတဲ့ရင်းကြီးတွေဟာအကြီးအကျယ်ပြက်ကွယ်သွားခဲ့ပြီးပုတ်စော်နံနဲ့အနံ့သက်တွေစားရေပင်လေးတွေနဲ့မြေကြီးရဲ့တင်းပြတ်တဲ့အနံ့ကစားထိုးဝင်ရောက်လာခဲ့တယ်ရေတွေကတဖြည်းဖြည်းကြည်လင်လာပြီးနေအောင်ကြီးဟာရေမျက်နှာပြင်ကိုဖောက်ထွက်လို့ကန်အောက်ခြေထိရောက်ရှိသွားခဲ့ပြီးကျွန်တော်အရှိန်မပြတ်ဆက်လုပ်ခဲ့တယ်ဂယုတစိုက်ရွေးချယ်ထားတဲ့ရေအောက်အလိုဒီယာပင်တွေကိုစိုက်ပျိုးလိုက်တယ်လောက်ဝက်မပြည့်ခင်မှာပဲအနက်ရောင်ရေပုတ်ကန်ကြီးဟာလုံးဝကိုပြောင်းလဲသွားခဲ့ပါပြီရေပင်တွေကဝေစာနေပြီးရေတွေကလည်းဖန်သားလိုကြည်လင်နေတော့တာပဲဟေးရွှန်ကြီးအဲ့ဒီအနက်နံနဲ့ရွှင်ချင်းထဲမှာပဲရုန်းကန်နေတော့လားဒါနဲ့ငါကတော့မြို့ကလူကြီးချို့ကိုတနေ့ရွှင်80ပေးပြီးငါထားတယ်ငါအတွက်အစာကျွေးဖို့ပေါ့မင်းကတော့ရှုပ်ထဲမှာပဲဆက်ကစားနေလိုက်အောင်နှစ်တစ်ကူရင်တော့ငါစားလို့ပိုးတဲ့ကနန်းတစ်ကောင်နှစ်ကောင်လောက်လမ်းပစ်ပေးလိုက်မယ်လေကျွန်တော်နားလေကြောင်ပြန်ပြောပြီးဖုန်းချလိုက်တယ်ကျွန်တော်မျက်နှာကတော့ရှေ့ကကြည်လင်နေတဲ့ရေမျက်နှာပြင်လိုပဲတည်ငြိမ်နေခဲ့တယ်လင်းချမ်းကတော့မြို့ထဲမှာပျော်ပါနေပြီးတဘာဝတရားရဲ့ကြောက်မက်ဖွယ်လက်စားချေမှုကဘလောက်ရက်ဆက်လဲဆိုတာ तू မသိသေးဘူးကျွန်တော်ကန်သားကိုလမ်းလျှောက်သွားပြီးအပူချိန်ထိန်းထားတဲ့နောက်ဆုံးဖော်ဘူးတွေကိုဖွင့်လိုက်တယ်ထောက်ထွင်းမြင်နေရတဲ့ကနန်းပေါက်လေးတွေကြည်လင်တဲ့ရေနဲ့ထူထဲတဲ့ရေမျက်တွေကြားထဲကိုကူးကပ်သွားတာကိုကြည့်နေမိတယ်ပြီးတော့ကျွန်တော်ရဲ့မှတ်တမ်းစာအုပ်ထဲကစာမျက်နှာတစ်မှာဒီနေ့ရဲ့ရေပူချိန်နဲ့ကနန်းရေအတွက်ကိုချရေးလိုက်တယ်နောက်ဆုံးကနန်းပေါက်လေးတွေကိုလှုပ်ပြီးတဲ့အချိန်မှာတော့အယုံတက်နေပြီးမနက်ခင်းမြူနှင်းတွေကြားထဲကနေအိမ်ကိုလမ်းလျှောက်ပြန်လာခဲ့တယ်ဒီဆုံးပစ်ထားတဲ့ကံကိုစပြီးငါတို့ကတော့စိတ်လိုက်မှန်မှဆုံးဖြတ်ခဲ့တာပါဒါပေမဲ့အခုစိတ်အေးသွားတဲ့အချိန်မှာတော့အရာအလုံးရဲ့ဝင်ထုတ်ဝင်ပိုးကကျွန်တော်ပေါ်ပြီးကြလာတယ်ကျွန်တော်မှရှိသမျှပတ်စံအကုန်လုံးကိုဒီထဲမှာပုံအောင်ခဲ့တာညတိုင်းမှာဂေဟစနစ်ကိုထိန်းညှိနေရတာဟာရေခဲပြင်ပပေါ်မှာလမ်းလျှောက်နေရတယ်လို့ပဲဒီကံကြီးကကျွန်တော်ရဲ့စူးစမ်းအထောက်မှုအလုံးကိုဝါမျိုးနေတဲ့အောက်ခြေမရှိတဲ့ကျင်းကြီးတစ်ခုလိုပါပဲဒါပေမဲ့ကျွန်တော်ရှုံးလို့မဖြစ်ဘူးဆိုတာသိနေတယ်ပတ်စံပြန်ရဖို့တင်မကပဲတစ်ခုခုကိုတက်တည်ပြဖို့အတွက်ပါဒီအလုပ်ကိုအောင်မြင်အောင်လုပ်ရမယ်နောက်လအနေငယ်မှာဘာမှမပြောင်းလဲတယ်လို့ပဲဟန်ဆောင်နေထိုင်ခဲ့တယ်မေဦးရောက်တာနဲ့ရွာကပြန်ပြီးစီကားလာတယ်လူတွေကဒီနှစ်ဘာလုပ်ဖို့အစီအစဉ်ရှိလဲလို့မေးတိုင်းကျွန်တော်ကတော့အရင်တိုင်းပဲဝေဝါးဖြေပြီးရှောင်ထွက်ခဲ့တယ်သူတို့တွေကအတော်များများကကျွန်တော်ကိုတနာတလူကြည့်ကြတယ်တခါတလေကြာရင်လည်းအဲ့ဒီရေပုတ်ကန်ကြီးကိုငှားထားတဲ့ကျွန်တော်အကြောင်းကိုဟာတာတစ်ခုလို့ပြောတတ်ကြသေးတယ်ရွှန်ကြီးချမ်းကြီးကစိတ်တူတက်ပေမဲ့အနည်းဆုံးတော့သူကပတ်စံမြန်ပေးတယ်လေမင်းကဘာလို့အဲ့ဒီရေပုတ်ကန်ထဲမှာအချိန်ဖြုံးနေတာလဲအခုခေတ်မှာရေလုပ်ငန်းကမလွယ်ဘူးလေအားကိုးရမဲ့လူတယောက်ရှိတာကကိုပတ်စံကိုရေထဲပစ်ချနေတာထက်စာရင်ပိုကောင်းပါတယ်တဲ့ကျွန်တော်အဲ့ဒီစကားတွေကိုနောက်တစ်ဖက်ကနေတွင်းပြီးနောက်တစ်ဖက်ကနေပြန်ထုတ်လိုက်တယ်သူတို့ကလူဆိုးတွေတော့မဟုတ်ပါဘူးအပေါ်ရန်ကိုပဲကြည့်နေကြတာပါသူတို့မြင်တာကတော့လင်းချမ်းတယောက်ကန်အစ်စ်တွေထက်ချက်ပြီးအကြီးအကျယ်လောက်ကင်နေတာကိုပဲကျွန်တော်ဘက်ကတော့ပိုးပြီးရှုံးနေတယ်လို့မျိုးပေါ့အဲ့ဒီတည်ငြိမ်နေတဲ့ရေမျက်နှာပြင်အောက်မှာရေလိုင်းတွေစတင်လောက်ခတ်နေပြီဆိုတာဘယ်သူမှမသိကြဘူးပြီးတော့တန်တရားတွေအားလုံးကိုအမှုန့်ချဖြတ်ပြစ်မဲ့အချိန်ကောင်းကိုကျွန်တော်စောင့်နေတယ်ဆိုတာလည်းဘယ်သူမှမသိကြပါဘူးမကြခင်မှာပဲနွေရာသီရောက်လာတော့တယ်မိုးလေဝသဌာနကလည်းအပူချိန်ပြင်းထန်တဲ့လိမ္မော်ရောင်တတိပေးချက်တွေစက်တိုက်ထုတ်ပြန်နေတယ်။တနန်းတွေကအလွန်မင်းပူပြင်းတာကိုမုန်းကြတယ်။အခုတော့ကျွန်တော်ရဲ့အခွင့်အရေးရောက်လာပြီဆိုတာသိလိုက်တယ်။ကျွန်တော်ရဲ့ရေစီမံခန့်ခွဲမှုကျွမ်းကျင်မှုတွေမရှိဘဲနဲ့လင်းချက်တယောက်ဒီအပူလိုင်းကိုဘယ်လိုဖျက်ကျော်မလဲဆိုတာကြည့်ချင်ပါသေးတယ်။